မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဖတ်ပြမှာကတဘောစာတာဝန်များစာအုပ်ထဲကဘာလို့မှမမျှော်လင့်ထားနဲ့ကိုတက်နိုင်တဲ့လောက်ပဲပေးပါဆိုတဲ့စာပိုက်လေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်လောက်ကကြိုက်မိတဲ့စာသားတစ်ခုရှိတယ်။ဘယ်မှာဖတ်မိရလဲတော့မမိတော့ဘူး။မင်းစီကလည်းဘာမှမမျှော်လင့်ထားသလိုငါစီကလည်းဘာမှမမျှော်လင့်ပါနဲ့ဆိုတဲ့စကားပဲ။မျှော်လင့်ခြင်းကလူကိုပင်ပန်းစေတယ်။သူ့စီကမျှော်လင့်တာလဲကိုယ့်ကိုရောသူ့အပေါ်ရောပင်ပန်းစေတယ်လို့ကိုစီယာတရယောက်ကတခုခုကိုတောင်းဆိုနေတာမျောလင့်နေတာကလည်းလိုရာတက်ပို့ပြီးကိုကိုပင်ပန်းစေတာပဲဒါကြောင့်ဘယ်တရားစီကမှဘသူစီကမှမမျောလင့်နေဆိုတာအကုန်ပဲမိသားစုတငယ်ချင်းချစ်သူနောက်ဆုံးလောကကြီးစီကပါငါ့ကိုရောကောင်းတာတွေပေးမှာပဲငါ့ကိုတော့ပျော်ရွှင်မှုတွေပေးမှာပါငါ့ကိုတော့အချစ်တွေပေးမှာပါလို့မျောလင့်လို့မရဘူးမိသားစုတစ်ခုမှဖြစ်စေတငယ်ချင်းဆက်ဆံရေးမှဖြစ်စေချစ်သူဆုံးတဲတွေမှာဖြစ်စေသူစီကကိုမျောလင့်ထားတာကိုသူမပေးတဲ့အခါမှာလဲကိုကပူလောင်ရတယ်။ကိုစီကနေကိုမပေးနိုင်တဲ့အရာတွေကိုလူတွေကအလားတောင်းဆိုရင်လဲသူတို့စိတ်ပင်ပန်းတယ်လို့ကိုယ်တိုင်လဲစိတ်ချင်းကျက်ရတယ်။ဒါကြောင့်ရှင်တန်ရေးမှာဘသူနဲ့မဆိုမိသားစုဖြစ်စေတငယ်ချင်းချစ်သူဖြစ်စေငါလဲနေ့စီကဘာမှမမျောလင့်ထားသလိုနေလဲငါစီကဘာမှမမျောလင့်ထားနဲ့လို့ပဲပြောပြတယ်။ဂရိတွေလည်းမပေးတော့သလိုဂရိတွေလည်းမတောင်းပြတော့ဘူး။တစ်ဖက်ကမတောင်းလဲကိုကပေးစင်တာရှိလို့ရှိရင်ပေးနိုင်သလောက်ပေးနေအောင်ပါပါ။တစ်ဖက်ကတောင်းနေပေမဲ့ကိုကပေးစင်တာမရှိရင်ဘာမှပေးနိုင်မှာမဟုတ်ပါဘူး။အဲ့ဒီနေရာမှာငါ100ပေးထားလို့နေက30တော့ပြန်ပေးတင်တာပေါ့ဆိုတဲ့အတွေးကိုလည်းမတွေးမိအောင်နေတယ်။ဘာလို့လဲဆိုအဲ့ဒီအတွေးရပဲကိုကိုပူလောင်စေမှာမလို့ပါ။ငါ100ပေးလိုက်တာလဲငါပေးစင်တဲ့စိတ်သက်သက်နဲ့ပေးလိုက်တာဖြစ်ပြီးပြန်မပေးတာကလည်းနင့်အပိုင်းပဲအဲ့ဒီလိုပဲငါလည်းငါပြီးနိုင်တော့တာပြီးတာငါဘဝတစ်ခုလုံးနင့်ကိုပြီးနိုင်စမှပြီးနိုင်မှာပါဒါကြောင့်ငါပြီးနိုင်တဲ့လောက်ပြီးပြီးမပြီးနိုင်တော့တဲ့အခါရက်တန့်လိုက်မှာမို့လို့နင့်ဘက်က100ပြီးမလား30ပြီးမလားလုံးဝမပေးဘူးလားဆိုတာကလည်းနင့်အပိုင်းပါပဲအဲ့ဒီလိုပဲဘဝမှာနင်က100ပြီးလို့ငါ300ပဲပြန်ပေးတာမျိုးလည်းဖြစ်နိုင်တာမျိုးဘာပြီးရင်ဘာပြန်ရမယ်ဆိုတာမျိုးမရှိပါဘူးမပေးနိုင်တော့တဲ့အခါရက်တန့်လိုက်ရုံပဲလူတွေကဒီလိုပဲလုပ်ကြရတာမလားကိုစီကဘာမှမမျောလင့်ထားစေချင်တယ်လို့သိုံလည်းဘာမှမမျောလင့်ထားပါဘူးမျောလင့်ခြင်းကလူတွေကိုပင်ပန်းစေမှာပါဒီစာအုပ်လေးကတော့တဘဝစာတာဝန်များဆိုတဲ့စာအုပ်ထဲကစာပိုက်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးကိုနှိစက်ရဆိုင်နေမှာဝယ်နိုင်ပါပြီနော်